Minglaba Tinira Bulldog Ramen Tower Lomaba Biljawai Ha Biljawa Bambi These Karama Biljang Lome Dinamaba Along the Konya Bare Dinabe Kong like Doi Bulldog Ramen got to gang by Biljadwa Bambi Along the Konya Bare Dinabe Kong like Doi They Navy Ooh Dinamaba A Chang Lady Lady Dialia the Kalama Biljadwa Bambi Bulldog Deba Dianebe Jadwa Bambi Haဒီပေါ်လေးတွေကလေကားလိုမျိုးပါပဲဒီဟာတွေကလမ်းလျှောက်လိုက်ရင်ပျောက်သွားပါတယ်အဲ့ဒါဂိမ်းအများကြီးဒီမှာရှိပါတယ် Fast Tower မှာအဲ့လိုမျိုးဖော်ရတာပါဒီဟာလေးရှိသွားပါဒီနားမှာလေကားလေးရှိပါတယ်
next ရောက်သွားပါပြီဒီကကျ pink bulldog ramen ပါ pink bulldog ramen ကကြတော့ချိုပါတယ်နည်းနည်းတော့ဆက်ပါတယ် pink bulldog ramen ကကြတော့ black bulldog ramen ကကြတော့ဆက်ပါတယ်တော်တော်ဆက်ပါတယ် pink bulldog ramen ကကြတော့ strawberry နဲ့တူပါတယ်ဒီနားမှာအပေါက်ကြီးခုနကလူတယောက်အပြုတ်ကြပါတယ်တော်တော်မိုက်ပါတယ်အာပြုတ်ကြ
ဒီရင်းနှီးနဲ့ chili sauce နဲ့ရှိပါတယ်ဒီ green ဟာကြတော့ရင်းနှီးနဲ့ chili sauce နဲ့ရှိပါတယ်ပြုတ်ကြရင်ဘေးနားမှာအပြောင်လေးနဲ့ reset လို့ပြောရပါတယ်အဲ့ဒါနေလိုက်ရင် check point ကြီးရောက်သွားမှာပါဒီအဝါရောင်လေးနဲ့ဟာ check point ပါဒီအစိမ်းရောင်ဟာ check point မဟုတ်ပါဘူးဒီဟာလေးရှိသွားပါဒီမိုးခုံရတာပါဟာမရပါဘူးဒီကကြတော့တော်တော်ခက်ပါတယ်ဟာတေးသွားပါပြီဒီကအောက်က mustard တွေပါဒီကပြီးသွားရင်နောက်ထပ်ညံသွားလို့ရပြီဟာတေးသွားပြီအော်ဒီကိုပြန်ရောက်သွားတာမသိဘူးခုံပြီးတော့အမိုးလောက်တာပါဒီနားမှာ check point mark တွေကအများကြီးဖြစ်သွားပါပြီဒီနားမှာနောက်ထပ် tower ရောက်သွားပါပြီဒီကကြတော့ blue bulldog ramen ပါရှာရှည်ပြီးတော့အောက်ကိုသွားပြီးတော့နှိမ့်မိသွားတာပါဒီနားမှာတော်တော်တေးပါတယ်ရောက်စရာကြီးအော်တေးသွားပြီ oh my god ဟိုလေမယူနဲ့ဒီတော့ဟာ
ဘာဖြစ်လို့လဲဟောတဲရောက်လို့ မတို့တော့တဲရအောင်မလောက်ဘူးထက်ဘယ်တော့သွားရလဲကျွန်တော်ဘယ်တော့သွားရလဲကျွန်တော် sister ပါတေးသွားပြီဘာဖြစ်လို့တင်းနေတာလဲဒီကဘလို့လောက်ရတာလဲဟာဘာဖြစ်လို့ဒီမိုးဖြစ်နေရလဲဒီဘလို့ကြီးလဲဘလို့ကြီးလဲဒီလိုမျိုးကြီးတီးပြီဒီနားမှာပါကျွန်တော်ကတော့ဒီမို့မလုပ်တတ်ပါဘူးအဲ့လိုမျိုးကြီးအဲ့ဒါကျွန်တော်မလုပ်တတ်ဘူးတဲလေးဒီ game ပါ game လဲဆိုတာတည်ကျင် Roblox ပါမတည်တဲ့လူတွေဆိုရင်တော့ဒီ game Roblox ပါဒီ game ကခုံပြီးတော့ဆော့ရတာပါတည်တဲ့လူတွေကတော့အဲ့ဒါတည်ပြမလို့ပါဘူးကျွန်တော်မှာ budget တွေအများကြီးပဲဖြစ်သွားပြီကျွန်တော်ပဲနိုင်နေပါကျွန်တော်ရဲ့အကောင့်လေးကိုပြပါမယ်ဒီနားမှာအေးတောက်နေပါဒီကနေပြီးတော့ပြောပြမယ်ဒီနားနေပြီးတော့အငွေ့တွေထွက်နေပါတယ်ဒီနားလေးမှာအေးကနေပြီးထွက်တာပါကျွန်တော်ဟိုးရင်တော့လေဒီလိုမျိုးလောက်တာပါအခုတော့မလောက်တတ်တော့ပါဘူးဒီလိုမျိုးပဲလောက်တတ်တော့ပါတယ်Roblox ကိုမတည်တဲ့လူတွေတော့ဟိုလိုမျိုးဒီလိုမျိုး square လေးမှာနောက်ထပ်အလင်းရောင်လေးထည့်တာအဲ့ check point ပါဟိုလိုမျိုး line တွေတော့ပါတော့ဆိုရင်အဲ့ check point မဟုတ်ပါဘူးတည်တဲ့ lava ပါ
ဒီဟာလေးထိလို့မရပါဘူးအဲ့တေးပါတယ်တေးလေးပါဒီနေရာရတော့ထိလို့ဘာလို့ဖြစ်သွားလဲတော့မသိပါဘူးဒီပေါ်တက်ရပါတယ်ဒီကကြတော့ purple and ဒီကကြတော့ purple and purple and yellow bulldog ramen ပါnoodle ကကြတော့လေ mustard နဲ့ kimchi တိုင်းနဲ့လောက်တာပါအဲ့ဒါ kimchi တိုင်းကကြတော့ ကိုရီးယားမှာရှိတဲ့ sauce ပါတေးပါပြီဒီအဝါလေးကိုပဲထိတာပါခရင်ကအနောက်ကိုများပြနေတော့အနောက်ကိုခေါ်သွားမှာပါဒီနားမှာနောက်ထပ်ထာဝါဖြစ်သွားပါပြီကျွန်တော်ကတော့ထာဝါတွေကိုတော်ကြိုက်ပါတယ်အဲ့ကြောင့်လို့ဒီ bulldog ထာဝါကြတော့တော်မိုက်ပါတယ်ဒီလိုမျိုးဘယ်လိုလုပ်လဲသိချင်လားဒီနားမှာဒီအောက်လေးမှာအပြောင်လေးရှိပါတယ်အဲ့ပြောင်နှိပ်လိုက်ရင်ဒီနားမှာဒီမျိုးရသွားပါပြီအဲ့ပြောင်ဒီဖြူအောင်လေးကိုနှိပ်လိုက်ရင်ဒီမျိုးဖြစ်သွားပါတယ်ဒီကကြတော့ hot shake လေးတွေပါကျွန်တော်ရဲ့အသက်တည်ရင်ကျွန်တော်အသက်ကကြတော့8 နှစ်ပါ Roblox ကကြတော်မိုက်ပါတယ် Roblox ကကြဒီတိုင်းဆောလို့မရပါဘူးဟိုမျိုးအခုကြည့်နေတဲ့လူတွေကကြတော့လေ main ကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်ဆိုရင်နော် character လောက်ရပါတယ်အကောင့်လုပ်ပြီးသွားရင် character လောက်ရပါတယ်ဒီကကြဒီပေါ်တက်ရတာပါဘယ်လိုတက်လဲဒီချိန်ဒီလိုမျိုးခုံလိုက်တာပါဒီကကြပြားတဲ့အဝိုင်းတွေပါဒီကင်းကတော်မိုက်ပါရဲ့ကျွန်တော်ကဒီကင်းကိုအရန်တော်ကြိုက်တာပါဒီကကြတော့မာလာဒီကကြတော့
Mala bulldog Mala ပေါ့နော်ဘယ်လိုလုပ်ရလဲအိုးဒီကင်းကကြာတစ်ခါလေးကြာ sketchy ဖြစ်ပါရဲ့တော်တော်သေးပါရဲ့ oh my god Mala bulldog ပါတော်တော်အဝေးမလို့ပါတင်းနေတယ်တစ်ခါကြာတော့မလို့အောက်ကိုဒီလိုမျိုးအဝိုင်းနေတဲ့ lever ဒီဟာလေးကြတော့ lever လေးတွေပါမဟေးယာ Mala bulldog ဒီမှာကြည့်တရားတော်တော်လုံနေပါတယ်အော်ဒီလိုမျိုးပါဒီနားမှာပါ Mala bulldog ပါကြည့်လိုက်ပါစားကောင်းမဲ့ပုံစံပဲနော်Roblox တီးတဲ့လူတွေလေဟိုက Roblox တီးတဲ့လူတွေလေဟိုလိုမျိုး search button ကိုတွားပြီးတော့လေဟိုက Bulldog Tower လို့ရိုက်ကြည့်လိုက်ရိုက်ပြီးတော့အဲ့နားမှာ Bulldog Tower ရှိပါမယ်ဒီကကြ kimchi Bulldog ပါ kimchi က Korea ရဲ့ဟို cabbage နဲ့လုပ်ထားတဲ့ဟာပါဒီနားမှာ glitter လေးဖြစ်နေတာဒီဟာဖြစ်လောက်မယ်တော်တော်မိုက်ပါဒီနားမှာ star လေးတွေပေါ့နော်တေးနေပါတယ်ကျွန်တော်ကတော့ဖာလာတေးမှာဖာလာကြီးခဏလေးဒီနားမှာ wifi မလောက်လိုက်ဘူးဒီလိုမျိုးသွားလို့ရပါပြီဒီနားမှာပါ wifi ပြန်လောက်ထားရယ်
နားမှာရသွားပါပြီလူတွေကဘာဖြစ်ကြောင်လေးပါလားကြောင်နဲ့လည်းမတူဟာခုတော့ဘာဖြစ်သွားပြီလဲဘန်ခံလိုက်ရပြီညတော့ဘောနော်ငါကြည့် got Tower Mega Update ဒီနားမှာပါ cat လေးနဲ့ပါ Strawberry Milk Tower လောက်ကြည့်မယ်နော်ကျွန်တော်ကတော့ Tower တွေကိုတော်တော်ကြိုက်တယ်ဆိုတော့နော်ဒီနားမှာဝင်နေပြီပေါ့နော် Tower တွေကအများကြီးပါဒီအနီအောင်ဟာလေးကကြတော့တသေးလေးပါနောက်ပြီးတော့ဒီပန်းအောင်ဟာလေးကကြတော့အရှိကြီးပါဒီနားမှာစပင်းနေပါလောက်လို့ရတယ်ယောက်ျားလေးအင်ကြီးကကြတော့ဒီဟာလေးလားမသိဟုတ်လားဟုတ်လားမဲလားဟုတ်ဘူးဒီနားမှာဒီဟာလေးအရင်လောက်လိုက်ပါမယ်ဒီဟာပြီးသွားရင် budget နောက်တစ်လုံးရမှာပါတော်တော်မိုက်ပါရဲ့ဒီနားမှာ cake လေးတွေပါStrawberry Milk Tower ပါခဏလေးပါကျွန်တော်ရလို့ကုတ်လိုက်ပါအောင်မယ်ကုတ်ပွားဒီက check point မရှိပါဘူးဆိုတော့ check point မရှိတော့ကြာသွားရင် check point မှာပြန်ပြီးတော့ respawn လုပ်လို့မရတော့ပါဘူးအကုန်ပြန်လုပ်ရတော့မှာပါဒီ cross ရဲ့အနီးဒီ cross လေးတွေကိုထိလို့မရပါဘူးကျွန်တော်ဗီဒီယိုကြိုက်ရင် like and subscribe လုပ်ပေးပါအောင် please let's like and subscribe လုပ်ပေးပါနော်ကျွန်တော်မှာဗီဒီယိုတွေအများကြီးလုပ်ထားတယ်ဒါပေမဲ့လူတွေက
တယောက်ပဲ subscribe လုပ်ပေးတာပါကျွန်တော်ကကြတော့မယုံရင်ဒီ game မှာ pro ကြီးပါဘာဖြစ်လို့လဲဆိုတော့ဒီနားမှာ budget တွေကျွန်တော်ရဲ့ Roblox inventory ထဲမှာ budget တွေအများကြီးရှိပါတယ်ပြန်ပြုတ်ကြပါပြီ budget တော့တော်တော်လိုချင်တယ်ဒီနားမှာပါဒီဟာလေးကိုလောက်ရပါတယ်ဒီ line လေးတွေကကြတော့တော်တော်တီးပါရဲ့ဒီနေအောင်လေးပဲလောက်ပါဒီအဖြူအောင်လေးတွေကကြတော့ကြည့်လိုက်ရင်အောက်ကဟာတွေကိုမြင်ရပါတယ်ကျွန်တော် budget ရသွားပါပြီ yay နားမှာဒီဟာလေး feel လိုက်ပါအောင်မယ်strawberry လေးတပါဒီနားမှာဒီဟာလေးကိုဝင်လိုက်ရင်2 OB တဲ့ဒီနားမှာရောက်သွားပါပြီကျွန်တော်နာမည်ဒီထဲမှာ list ထဲမှာရှိလားမသိဘူးအခုဒီနားသွားပါမယ်ဒီထာဝါကပို့ပြီးတော့မြင့်ပါတယ်ဒီထာဝါခုနထာဝါထပ်ပို့ပြီးမြင့်ပါတယ်ဆိုတော့ be careful နော်ဒီဟာကို work လုပ်ထားတဲ့ဟာတွေမှာအကုန်လုံးပြုတ်ကျသွားရင်အကုန်လုံးအစားနေပြီးပြန်လုပ်ရပါတယ်ကျွန်တော်ကကြတော့ chill guy ဆိုတော့ကျွန်တော်ကကြတော့ဘာဖြစ်ဖြစ်ကျွန်တော်ကဘယ်ထာဝါဖြစ်ဖြစ်အပေါ်ရောက်ထက်ထိလုပ်ပါရဲ့ဒါမှမဟုတ်ရင် Roblox ကို leave မလုပ်ပါဘူးကျွန်တော်ကတော့ဒီ game တွေကိုတော်တော်ကြိုက်တယ် Bulldog Tower လည်းတကယ်မိုက်ပါရဲ့ Bulldog Tower Bulldog Ramen ဘယ်သူစားဘူးလဲစားဘူးရင် comment ထဲမှာရေးပေးတာပါ
ဒီ tower ပြီးရင် video ပြီးပါပြီပြုတ်ကျသွားပြန်ပြီဒီ video ကြရင် like and subscribe နောက်ပြီးတော့ comment ထဲမှာ name လေးရေးသွားပေးပါပြုတ်ကျပြန်ပြီ oh my god this is so hard like this is actually hard I never thought I will never lose any game but I'm losing like I think I'm losingဒီ game နေဆောင်းရင် be patient ဖြစ်ရမှာပါ patient မဖြစ်ရင်တော့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ game တွေက checkpoint မပါဘူးလေဒီ checkpoint ပါတဲ့ game တွေပဲဆော့ကြပါ patient ဖြစ်နိုင်တယ်ဆိုရင်တော့ဒီလိုမျိုး game တွေတော့ဆော့လို့ရပါတယ်ဒီနားမှာဒီက chocolate သေးတွေပါ chocolate မဟုတ်ရင်တော့ပစ္စည်းထားတဲ့နေရာတွေပါဒီနားလေးမှာလေကားလေးတစ်တစ်လေးရှိပါတယ်ဒီဟာတွေကလုတ်ပါတယ်သူများဒီ game မှာလူတွေအများကြီးဆိုရင်အဲ့ဟာတွေကလွတ်ရင်အောက်ကိုပြုတ်ကျနေမှာပါကျွန်တော်ကတော့ဒီ game ကိုမရှုံးအောင်လုပ်နေတာပါဒီနားမှာ milk သေးတွေပါကျွန်တော်ပြုတ်ကျသွားပြီလူတွေဒီလိုမျိုးလုပ်နေတာပါကြိုက်တဲ့ tower ဟိုက Fanny တို့ကြိုက်တဲ့ tower Roblox ထဲမှာရှိရင် comment ထဲမှာရေးပေးသွားပါဒီကကျတော့ note လေးတွေပါ milk မိုက်ပါတယ်ကျွန်တော်ကတော့ YouTube ထဲမှာဆိုရင်လေ edit တွေမလုပ်တတ်လို့ဒီလိုမျိုး video ပဲရိုက်တာပါကျွန်တော်ကဒီ game ထဲမှာတယောက်ထဲလားမသိဘူးကြည့်လိုက်အောင်မယ်မဟုတ်ပါဘူးလူတွေအများကြီးပါအဲ့ဝင်လူတွေကဘယ်ရောက်နေရလဲ good question ပဲဘတ်သွားမှာပါနော်ဘတ်သွားလိုက်မယ်
ကျွန်တော်ကကြာဒီလိုမျိုးလုပ်ပါရဲ့ line မကောင်းရင်ဟမ်အော်ခုနကျွန်တော်မတိလိုက်ပါဘူးအဲ့ဒါဖြစ်တာဆိုတာဘယ်နိုင်ငံကနေပြီးကြည့်နေရဆိုတာ country name လေး comment ထဲမှာရေးပေးပါကျွန်တော်ကတော့မြန်မာပါကျွန်တော်ကတော့မြန်မာလူပါဒီလေကားတွေမထိပါနဲ့ဒီလေကားတွေကကြတော့မီးလင်းတယ်ဆိုရင်အဲ့ဒါဟိုမကင်နဲ့ပါဒီနားမှာနောက်ထပ် level ရောက်သွားပါပြီကျွန်တော်လေ YouTube ထဲမှာကြည့်ရင်လည်းလေအမေကကြတော့သူ့သားလေးကိုပြောတယ်ငါတို့ရဲ့အန်တီရဲ့ကလေးလေးကကြတော့ချစ်စရာလေးဒါပေမဲ့နားမပါဘူးနော်ဆိုတော့သူ့ကိုကောင်းတဲ့စကားတွေပဲပြောမယ်နော်လို့ပြောလိုက်တယ်နောက်ပြီးကလေးက okay တဲ့အန်တီအိမ်ရောက်သွားပါပြီအန်တီအိမ်ရောက်တဲ့အချိန်မှာလေကလေးကသူ့ရဲ့ကလေးရဲ့မျက်လုံးကကောင်းလာတဲ့အန်တီကပြောတယ်ကောင်းတယ်လို့ပြောပြီးတော့သူ iPad အများကြီးကြည့်ရင်တော့သူမျက်လုံးမကောင်းပြီးတော့မျက်မှန်ဝဲရင်တော့နားမရှိဘူးနော်ဆိုပြီးတော့ပြောလိုက်တယ်အဲ့ချိန်မှာအကောင်လုံးက shock ဖြစ်သွားရောဒီနားမှာ dancing နေရလားအဝိုင်းပတ်နေရလားမသိဘူးဒီနားမှာပါပြီးပါပြီဒီနားသွားလိုက်မယ်ဒီနားသွားပူရရင်ဆိုတော့ bye bye